မင်္ဂလာပါရှင်ဒီတစ်ခါမြောက်ဝယ်ပေးမှာကတော့ပါဗီဆိုတဲ့နေရာကိုတွားရောက်လေပါခဲ့တဲ့အချိန်တုန်းကကျွန်တော်တို့ကပါဗီမြို့တွင်းထဲမှာညရောဖြင်းကတော့လမ်းလျှောက်ထွက်တာများတယ်ပေါ့နော်ဒီတော့နေ့လေစာညစာတွားစားတဲ့အချိန်တုန်းကဆိုလို့ရှိရင်လမ်းလျှောက်ပြီးမှတွားခဲ့တယ်ဒီနေရာမှာနေ့လေစာတွားစားခဲ့တဲ့နေရာမှာဆိုရင်ကျွန်တော်တို့တေးခွေတဲ့နေရာကကျွန်တော်တို့တိတ်ခွေတဲ့နေရာနဲ့ဆိုရင်မိနစ်30လောက်လမ်းလျှောက်ရတယ်ပေါ့နော်လမ်းလျှောက်ပြီးမှတွားစားကြတယ်တွားစားတဲ့နေရာမှာဆိုရင်လည်းဘာတွေမြည်စားခဲ့တယ်ဆိုတာလေးတွေကိုဒီဗီဒီယိုလေးထဲမှာမိတ်ဆွေတို့ကိုမျှဝေပေးပါမယ်ရှင်ဒါကတော့ပြည်လို့ပြည်နံအောင်ဆန်စီးထမင်းဖြူနဲ့အုံဒီကျက်တွန်ကြော်လေးတွေပါထည့်ပြီးမှစားကြတာဖြစ်ပါတယ်အရသာကတော့ချိုချိုစိမ့်စိမ့်လေးနဲ့ဆန်စီးတွေလည်းပါတာဖြစ်တဲ့အခါကျတော့တော်တော်လေးပိုက်ပြီးတဲ့စားစရာဖြစ်ပါတယ်ရှင်ဒီနေရာမှာနောက်တစ်ခုကတော့ဗီယက်နမ်တွေကဝက်သားအရန်ကြိုက်ပါတယ်ဝက်သားဆိုဒီလိုမျိုးတွေပေါ့နော်ရှောက်ရွက်ကြွတ်ဖြူနှမ်းလေးထည့်ပြီးမှကြော်တာမူမွေးလေးနဲ့ကျွတ်ရွရွလေးကြော်စားကြတယ်ဒီလိုမျိုးတွေပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်ကချင်ပြည်ဘက်မှာဆိုရင်ဒါတော့တိုက်ရင်ကောက်ညွန့်လို့ခေါ်ကြပါတယ်ကျန်တဲ့ data တွေမှာဘယ်လိုခေါ်တာလဲတော့ကျွန်မမသိပါဘူးဒါကိုကျွန်တော်တို့ data ဘက်မှာကတော့ငါးတွေနဲ့ Augustစူးစမ်းကြတာများတယ်ဒါပေမဲ့ဒီမှာဆိုတော့ဒီလိုအလွတ်စူးစမ်းကြတယ်ဒီလိုမျိုးတွေပေါ့နော်ဒါလေးတွေကတော့ data တစ်ခုနဲ့တစ်ခုကွဲပြားတဲ့စားတောက်နေထိုင်မှုပုံစံလေးတွေပေါ့နော်ပြန်တယ်ကျွန်တော်တို့နေ့လည်စားပြန်တယ်လမ်းလျှောက်ပြန်တယ်လမ်းလျှောက်ပြန်တော့လေသူကပါဖီမှာဆိုရင်သူကအကောင့်လေးတွေပေါ့နော်ဒီအဝတ်လေးဆိုလွတ်လပ်လပ်တွားနေကြတာမြင်တဲ့အခါကျတော့တဘောချလို့မျှဝေထားတာဖြစ်ပြီးမှတရားတွေဆိုရင်ကျွန်တော်တို့ကအဲ့ဒီပါဖီမှာရှိတဲ့ရေကန်တကန်အဲ့ဒီရေကန်ဘက်မှာလမ်းလျှောက်သွားကြည့်တာပေါ့နော်လမ်းလျှောက်သွားတဲ့အခါကျတော့မြင်ရတဲ့မြင်ကွင်းကတော်တော်လေးလှတယ်အဲ့လိုမျိုးတွေပေါ့နော်တောင်ချင်းမှာအဲ့မြေခိုးတွေထွက်နေတဲ့မြင်ကွင်းအဲ့ဒါကတော့အိမ်တွေထဲကနေတော့သမင်းဟင်းချက်လို့အဲ့လိုမျိုးပေါ့နော်မြေဖို့ကြောင်တွေကနေထွက်လာတယ်မြေခိုးတွေဖြစ်ပါတယ်ခါလေးကြလို့ရှင်ဒီရာတီဥတုဒီမိုးရွာတီတို့ပါတော့မိုးရွာတဲ့ခါကျရင်မြေခိုးတွေထွက်တယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့ပါဒီမှာလမ်းလျှောက်ရင်းနဲ့မြင်ခဲ့တဲ့မြင်ကွင်းလေးတွေကိုတောင်းတဲ့အနီးကပ်မြင်ရတဲ့မြင်ကွင်းကိုမျှဝေထားတာဖြစ်ပါတယ်ရှင်ကဲပြောပြမယ်မနေ့ကကျွန်တော်တို့ဒီဘာဗီ National Park ကိုသွားတဲ့ခါကျတော့တောင်ထိပ်ထိသွားတာပေါ့နော်တောင်ထိပ်ထိသွားတဲ့အခါကျတော့တောင်ထိပ်ထိတက်ဖို့ဆိုလေကားပေါင်းက1000ကျော်လောက်ရှိတယ်အဲ့ဒီလေကားပေါင်း1000ကျော်1200နဲ့1300ဝန်းကျင်ကျွန်တော်တို့တက်ခဲ့တာပေါ့နော်အဲ့ကကြတော့ဒီရက်မှာဆိုရင်ခြေထောက်ကလေခြေတလုံးနဲ့အတကုံနာတာအဲ့ကကြတော့ဘာလို့ဒါလဲဆိုကျွန်တော်တို့အပြင်ထွက်တယ်မနေ့ကတောင်းတက်ထားတာဖြစ်တဲ့ခါကျတော့ခြေထောက်တွေတော်တော်ညောင်းနေတော်တော်နာရဲဆိုပေမဲ့လည်းဘယ်လိုပြမလဲဆိုကိုကခြေထောက်နာကျင်နေဆိုပြီးမှနားနေလို့ရှိရင်ခြေထောက်ကပိုနာတယ်ဆိုဒါတွေကလေဒီခီးတွေပါထွက်တဲ့ခါကျရင်လမ်းလျှောက်တဲ့ခါကျတော့ရှင်ဒီလိုမျိုးတွေပေါ့နော်ဟိုကကြိုက်ခဲတယ်ဆိုပြီးမှအဲ့လိုမျိုးနားလိုက်ပြီးဆိုတဲ့ခါကျတော့ရှင်နာကျင်မှုကပိုပြီးနာကျင်ရတယ်ပိုပြီးနာကျင်တယ်အစတုံးပွားပြီးနာကျင်တယ်အဲ့လိုဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဒီနေ့ဘာပဲဖြစ်ကွာမနေ့ကလမ်းလျှောက်တာတော်တော်လေးမိုးသွားရတယ်ဆိုပေမဲ့လည်းခြေထောက်တွေညောင်းနေဆိုပေမဲ့လည်းဒီနေ့လည်းလမ်းပြန်လျှောက်တယ်ဒီနေ့လမ်းလျှောက်တာလေကျွန်တော်တို့ကခြေလမ်းပေါင်း1000လောက်ရှိတော့အဲ့လိုမျိုးပေါ့နော်အဓိကဒီတဘာဝတွေပိုင်းတဘာဝလေကောင်းလေတက်နေရတဲ့နေရာမှာလမ်းလျှောက်ကျင်တာလည်းပါတယ်ဘလို့ရှင်မနေ့ကဆိုပါပြီတောင်ထိပ်ကိုရောက်သွားတာ feeling ကတော့ so cool ပဲအရင်မိုက်တယ်အဲ့ဒါဆိုတော့စိတ်ကတော့ရှင်းသွားတာတိလားဘယ်လိုပြောမလဲဆိုတော့ရှင်အဲ့လိုတွားလိုက်ရတဲ့ခါကျတော့ရှင်စိတ်ကလေဟိုမြို့ထဲမှာနေတဲ့ခါကျရင်မွန်းကျက်နေတဲ့စိတ်လေးတွေအဲ့လိုမျိုးမြို့ပြင်ထွက်ပြီးမှအဲ့လိုရှောက်နေတဲ့ခါကျစိတ်ကတော်တော်လေးရှင်းသွားတာအဲ့လိုမျိုးပေါ့နော်ခွေးလေးတွေ့တော့ကြပါမယ်ချစ်စရာလေးဒီမှာပါဗီမာလေးကျမတခုတဘောအကြဆုံးကတော့သူကမြို့နဲ့တနိုင်လောက်ပဲတက္ကစီနဲ့လာတဲ့ခါကျရင်ရောက်တယ်ဆိုပေမဲ့သူကကြေးရွာပုံစံလို့အဲ့လိုရှိရပါတော့တော်တော်လေးမိုက်တယ်သူတို့အဲ့လိုမျိုးဒီနားမှာဆိုရွာပုံစံသူတို့ရဲ့ဒီဗီယက်နမ်ရွာပုံစံလို့ဖြစ်တယ်ဆိုပေမဲ့လေ
မီးတွေကောင်းတယ်မီးလက်စင်မီးတွေပုံမှန်ရတယ်ပြီးလို့ရှင်လမ်းဆိုလို့ရှိရင်ယခုကျမနောက်မှပြရတဲ့အတိုင်းဒါဗီယက်နမ်ကြီးရွာပုံစံလေးပေါ့နော်ပြောမယ်ဆိုလို့ရှင်တော်လေးမကြမြို့လေးမကအော် sorry မြို့မကြတော့မကအဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုးတွေဒီမှာတွားရင်လာရင်လည်းဆိုလို့ရှင်အိမ်တိုင်းဒီပါခွေးမွေးထားကြတာမှာခွေးရဆိုလို့ရှင်ဘယ်နှကောင်မြင်တာလဲမသိအဝတ်ဆိုခဏမြင်တယ်ရှေ့မနောက်တကောင်ဆိုကျတို့ညနေစာလာစားတာပေါ့နော်ညနေစာစားဖို့အတွက်ဆိုရင်10မိနစ်15မိနစ်လောက်လမ်းလျှောက်ခဲ့ရတယ်လို့မျိုးရှိရပါမယ်နောက်မှစားတာပြောင်းဖို့ခင်းတယ်လေကောင်းလေတန်ရတာမို့လို့လေစိတ်ကတော့တော်တော်လန်းသွားတာပဲဒီမှာလေကျွန်မတခုတဘောကြတာကတဲ့တာဒီပါပီးရလေးတွေတောင်ချေမှာရှိတဲ့နေရာဖြစ်တဲ့အခါကျတော့တောင်တန်းတွေအနီးကိုက်နေရတယ်အဲ့လိုမျိုးပေါ့နော်ပြန်ဟိုဟန်ဝိုင်းနဲ့လာတဲ့ခါကျရင်တနားရီလောက်ပဲထိတ်စီနဲ့လာခဲ့ရတနားရီလောက်ပဲချိန်ပြအဲ့မိုက်တယ်သူကမြို့ပြကနေခဏလောက်ရှောင်ထွက်ခြင်းတယ်လို့ဆိုလို့ရှိရင်ဒီနေရာမှာခဏလောက်လာပြီးအလေးလာကြတာအဲ့လိုမျိုးရှိရပါတော့ကဲဒါကတော့ကျွန်တော်တို့ဘာဖီမှာမီးစားခဲ့တဲ့ညနေစာဖြစ်ပါတယ်ဗီယက်နမ်တွေကသူတို့ကဝက်သားလေးအရန်ကြိုက်တယ်လို့ငပိလေးအရန်ကြိုက်ပါတယ်ဒီတော့သူတို့ဝက်သားတွေတွေကိုဝက်သားကြိုတွေကိုဆိုလို့ရှိရင်ငပိနဲ့တို့စားကြတာပေါ့နော်ကျွန်တော်တို့စားခဲ့တဲ့ဒီညနေစာမှာဆိုလို့ရှိရင်သူကဝက်သားကြိုထဲမှာနှမ်းတွေဖြူထားပေးတာဝက်သားကိုဆိုရင်ကျွတ်ရွရွလေးဖြစ်အောင်ကြိုတယ်ပြီးရင်နာနာတီလေးနဲ့တွဲစားလို့ရတယ်ကိုကငပိရင်နဲ့လည်းတို့စားလို့ရတယ်ဒီလိုမျိုးတွေပေါ့နော်ဒါကတော့ဗီယက်နမ်တွေငပိလေးကြိုက်တယ်လို့ဝက်သားလေးကြိုက်တယ်ဆိုတာလေးကိုမျှဝေထားတာဖြစ်ပြီးမှနောက်တစ်ခုကတော့ဒါကတော့အရွက်ပေါ့နော်ဒီအရွက်လေးဆိုလို့ရှိရင်လက်ဆက်တွေဒီလိုမျိုးတွေပေါ့နော်ဒါကတော့ကျမတို့ရဲ့ညနေစာလေးမျှဝေထားတာဖြစ်ပါတယ်ရှင်စာပြီးတော့ပြရမလို့ပြန်လာဖြစ်ပါတယ်။ဝေရောက်ကြည့်ရှုပေးကြအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဒါကတော့ကျမတို့ကဒီပါဖီမှာသွားရောက်လည်ပတ်တဲ့အချိန်တုန်းကညနေစာစားပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ကိုရနေရာဘက်ကိုလမ်းလျှောက်ပြန်နေပေါ့နော်။လမ်းလျှောက်ပြန်နေဆိုအနည်းဆုံး15မိနစ်20လောက်လမ်းလျှောက်ပြန်ခဲ့ရပါတယ်။အဲ့ဒီအချိန်တုန်းကပေါ့နော်။ဒီနေရာမှာ9နာရီ10နာရီဆိုဒီလိုမျိုးတွေပေါ့နော်လူချီကတော့တိတ်ဆိတ်တယ်ပြီးတော့လမ်းတွေမှာဆိုလို့ရှင်လဲမီးတွေရှိထားတာဖြစ်တဲ့အခါကျတော့လမ်းလျှောက်ရတာလေးအဆင်ပြေတယ်ဒီတော့ grab တွေပါတွေရောငားလို့ရလားဆို grab တွေပါငားမယ်ဆိုရင်တရက်လောက်ကြိုတင်ပြီးမှငားထားရတာဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့ပါဖီကိုတွားရောက်လေပတ်ခဲ့တဲ့အချိန်တုန်းကလမ်းလျှောက်လေပတ်ဒေတာအစားအစာလေးတွေမြည်စားခဲ့တာလေးတွေကိုမိတ်ဆွေတို့ကိုအမတ်တရအနေနဲ့မျှဝေထားတာဖြစ်ပြီးမှတရားတွေဆိုလို့ရှိရင်ကျမတို့သိခေါ်တဲ့ပီလာမှာဆိုညဘက်ပိုင်းဒီလိုမျိုးတွေသူတို့မြည်ရထိထိန်လင်းအောင်လှုပ်ထားပြီးမှအလားဆင်ထားတာလေးတော်တော်လေးလာတယ်အောက်ကနေကျင်းလန်းလာတယ်အပေါ်ကနေကျင်းလန်းလာတယ်ဒါမျိုးလေးတွေပေါ့နော်ဒါကတော့ကျမရဲ့ပါဖီမှာပြီးစားခဲ့တဲ့အစားအစာလေးကိုမျှဝေထားတဲ့ vlog လေးဖြစ်ပါတယ်အဆုံးထိဝင်ရောက်ကြည့်ရှုပေးတဲ့ message အားလုံးကိုအထူးပဲကျေးဇူးတင်ရှိတယ်လို့အားလုံးလေးနှလုံးစိတ်ဝိုင်းအေးချမ်းကြပါစေနောက်ဗီဒီယိုလေးတွေမှာပြန်ဆုံတွေ့နိုင်ဖို့ရန်လေး like and share subscribe လေးတွေပေးထားဖို့မမေ့ပါနဲ့လို့မေတ္တာရပ်ခံပါရစေရှင်